အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုကြည့်မဲ့ဗီဒီယိုကြတော့ ex muslim ကောင်မလေးကဘာကာဒီမွတ်စလင်တွေဝတ်တဲ့ဘာကာကိုအထူးသဖြင့်ဒီအနောက်နိုင်ငံတွေမှာကွာဒီမွတ်စလင်နိုင်ငံအစ္စလာမစ်နိုင်ငံမဟုတ်တဲ့နေရာမှာပိတ်ပင်ဖို့အချိန်တန်တဲ့အကြောင်းသူပြောပြတာဖြစ်တယ်အဲအကြောင်းကျွန်တော်တို့အထူးတကွာနားထောင်မယ်ဆိုတော့သူပြောနေတဲ့အချိန်မှာဘာဖြစ်လို့သူကဒီပိတ်ပင်ဖို့ပြောတဲ့အကြောင်းကိုသူဗီဒီယိုမှာဒီပါကာဒီဟာကိုဝတ်ပြီးမှသူတို့ဘယ်လိုနဲ့သူတို့လှုပ်ရှားသွားတယ်ဘယ်လိုနဲ့ဒီပါကာကိုသုံးချပြီးမှနေကြတယ်ဆိုတာကိုလည်းသူကဗီဒီယိုနဲ့သူကအချက်ကြသူကရှင်းပြသွားတာသူရဲ့ standpoint သူဆိုလိုတဲ့သူဘာကြောက်ဒီဟာကိုပိတ်ပင်ဖို့အချိန်တန်လဲဆိုတဲ့အချက်ကိုသူကဗီဒီယိုနဲ့သူကရှင်းပြသွားတာကိုကျွန်တော်တို့အတူတူကကြည့်ကြမှာဖြစ်တယ်ဆိုတော့ let's go I know it might seem a bit too invasive to certain people, or it might offend their sensibilities that, oh, we're asking a woman to show her face. But think about that for a second. Think about what you're actually objecting to. A woman showing her face. That should be like part of the baseline civil contract in any normal functioning society. I would like to say high trust society, but how can it be high trust when you can't even see somebody's face, let alone their micro expressions or their macro expressions? I mean, how do you think it's acceptable to walk around like that if there weren't enough reasons to ban the burqa? This is the kind of shenanigans that people get up to using the burqa. This tweet reads, "This is why shopkeepers worldwide are restricting the entry of burqa-clad or burqa-clad women or men, who knows, due to business protection concerns. Calling every measure Islamophobia ignores the ground realities. For them, it's about safeguarding hard-earned livelihoods. Please respect their decision. Ban the burqa." Look at these two. Let's have a look what they're up to in a gold jewelry store, for that matter. The perks of the burqa, eh? I mean, look at the audacity on that. No, surely your pious women, your religion teaches you better than to steal from a man who's turned his back on you because you've deliberately deceived him, stealing a bunch of gold. Disgusting. These are the real burqa bandits. This is despicable behavior. Absolutely horrific, considering you also claim to be pious women and you're wearing that to save yourself from the male gaze and protect yourself for your husband only, and because Allah commands you to. Does Allah not forbid you from stealing? Well, we all know what the Islamic God is like, but I mean, still, you know, every baseline nominal Muslim would tell you that stealing is wrong, however they justify it. Look at this! The most pious women are out here acting like this. ကဲဗီဒီယိုကဒီလောက်ပါပဲဆိုတော့သူပြောပြသွားကဒီဘာကာဒီတကယ်လွတ်လပ်တဲ့ဒီလူအတိုင်းဝိုင်းမှာဒီ society မှာမျက်နှာတော့မပြရဲပဲမြနေတဲ့လူတွေကိုကျွန်တော်တို့ဘယ်လိုနဲ့လက်ခံနိုင်ဘယ်လိုနဲ့အဲ့လူတွေယုံကြည်ရမှာလဲကွာအဲ့လိုသူကပြောတော့အထူးသဖြင့်သူကတော့အနောက်နိုင်ငံတွေကိုသူဥတီပြီးမှပြောတယ်ပြီးရင်ဒီဘာကာဝတ်တဲ့လူကဒီသူတို့ကတော့သူကလေးစားတဲ့အကြောင်းလည်းပြောပါတယ်သူတို့ဘာသာရေးအရာထိန်းဒီဘာသာရေးရဲ့ဒီတင်ကြားချက်အရာသူတို့ကဒီသူတို့ဘာကာဝတ်တာကဒီယောက်ျားလေးတွေကဒီမိန်းကလေးတွေကိုအကြည့်ကနေကာကွယ်ဖို့ကွာအဲ့လိုမျိုးပုံစံနဲ့သူတို့ကဒီသူတို့ခန္ဓာကိုယ်ကသူတို့ယောက်ျားအတွက်ပဲကွာအဲ့လိုမျိုးပုံစံနဲ့သူတို့ဝတ်ရတဲ့သဘောပေါ့ပြီးလို့ရှိရင်ဒီခုနကငါတို့ကြည့်တဲ့အတိုင်းပဲဗီဒီယိုမှာဒီကောင်မလေးနှစ်ယောက်ကဒီရွှေဆိုင်မှာသူတို့ဒီဦးလေးရဲ့ရွှေဆိုင်မှာသူတို့ဦးလေးကသူတို့ယုံကြည်ပြီးမှဟိုဖက်လှည့်နေတဲ့အချိန်မှာသူတို့ကရွှေကိုသူတို့ယူသွားတယ်ကွာခိုးသွားတယ်သူကတော့ပြောတယ်ဒီဘာကာရဲ့အကျိုးကျေးဇူးပေါ့ကဲသူတို့ကဒီဘာကာသမျှတွေပေါ့ကွာဘာကာဝတ်ပြီးမှသမျှတိုက်သွားတာဆိုလိုရင်းကဒီဘာကာဝတ်ပြီးမှသူတို့အဲ့လိုခိုးတာမကောင်းမှုတွေသူတို့လုပ်ရင်ကွာဘယ်သူမှသူတို့ကိုမှတ်မိမှာမဟုတ်ဘူးဝေးမဲဘယ်သူလဲဘာညာဆိုပြီးမှမျက်နှာမှမြင်လို့မရတာအကုန်ဖုံးလိုက်တယ်လေနော်ဆိုတော့ဘာသာရေးအရာသူတို့ကဘာသာတရားကိုင်းဆိုင်တဲ့ main ကလေးဒီဘာသာတရားရဲ့တင်ကြားချက်အကြောက်ဒီကောင်တွေကဘာကဝတ်ပေမဲ့ဒီဟာကိုသူတို့ကအတုံးချပြီးမှသူတို့ခိုးဖို့မကောင်းတဲ့အမှုပါသူတို့ကဒီဟာကိုအတုံးချသွားတယ်ဆိုတော့သူကလည်းပြန်ပြီးမှစလိုက်သေးတယ်ကွာမင်းတို့ဖရားကဒီလိုပြောလို့ဒီလိုဝတ်ပေမဲ့ဘာဖြစ်လို့ဘာကဝတ်ပြီးမှခိုးဖို့ကြတော့မသားမြစ်ပေးတာလဲပေါ့ကွာအဲ့လိုမျိုးသူကပြောသေးတယ်ဆိုတော့ဒီဘာကာဝတ်တာကတော့တော်တော်လေးသူတို့အတွက်ကအကောင်းဖက်ဖြစ်ပေမဲ့တကယ် society ဒီလိုမျိုးပြဿနာတွေ
အတွက်သူတို့ဟိုအတုံးချတတ်ဖို့လဲတော်တော်များတယ်တချို့နေရာမှာဆိုဒီဟာမျိုးဝက်ပြမှာယောက်ျားလေးတွေတောင်မှမကောင်းမှုကိုလုပ်ကြတယ်ကွာဆိုတော့အနောက်နိုင်ငံမှာဆိုရင်တချို့လေရှိတ်တို့ publics ဒီအများပြည်သူနေတဲ့နေရာတွေမှာဆိုရင်မဝက်ဖို့ပြင်အစိုးရဒီဟာတွေမှာလည်းမဝက်ဖို့သူတို့ကတားမြစ်ကြတယ်အကြောင်းတွေအဲ့လောက်ထိအငင်းခုံကအများကြီးဖြစ်တယ်ဆိုတော့ဒီမွတ်စလင်တွေရဲ့idea ကတော့ဒီဟာသူတို့ကဒီလွတ်လပ်မှုနဲ့ဒီ refugee နဲ့ဒီ freedom ဟိုနဲ့သူတို့သွားပြင်မဲ့နောက်ပိုင်းလူရဲ့အတိုင်းအတာများလာတဲ့အခါမှာသူတို့ကအနောက်နိုင်ငံရဲ့ဒီလွတ်လပ်ခွင့်တွေသူတို့ကအသုံးချပြီးမှအခုသူတို့ရဲ့ Sharia လာဥပဒေကို Sharia ဥပဒေကိုသူတို့ကတဖြည်းဖြည်းနဲ့မတိမတာလေးသူတို့ကကျင့်သုံးလာကြတယ်ပြန်လူရဲ့သူတို့ကအခုတချို့ဗီဒီယိုမှာကျွန်တော်တို့ကြည့်ရတချို့အနောက်နိုင်ငံကမင်းသူတို့ကလေးတစ်ယောက်နှစ်ယောက်ပဲယူတယ်ကွာအဲ့ထက်မများမယူတော့ဘူးဒါပေမဲ့မွတ်စလင်တွေကြတယ်သူတို့ကအော်၄၅ယောက်ဒီ6ယောက်ယူတယ်ပြင်သူတို့ရဲ့ဘာသာကတင်ပေးတယ်ကွာ၄ယောက်ထိခင်ဗျားတို့မိန်းမယူလို့ရတယ်ဒါပေမဲ့မိန်းမနဲ့ဒီကလေးတွေခင်ဗျားပြုစုပြိုးထောင်နိုင်ရမယ်တာဝန်ယူရဲရမယ်ယူနိုင်ရမယ်ဒါဆိုရင်အဲ့ဒါ it's okay ယူလို့ရတယ်အဲ့လိုမျိုးသဘောနဲ့သူတို့တင်ပေးတယ်အဲ့အကြောက်သူအနောက်နိုင်ငံမှာကိုမွတ်စလင်တွေသူများဘာသာနဲ့သူတို့ပြောင်းလာတဲ့လူမဟုတ်ဘူးသူတို့ဒီကလေးမွေးဖွားမှုနှုံးကနေသူတို့ဒီအနောက်နိုင်ငံကသူတို့ overtake သူတို့သိမ်းယူဖို့လူရည်နဲ့ထွန်းမိုးဖို့သူတို့ကကြိုးစားနေကြတယ်ဆိုတော့ဒီတချို့ဗီဒီယိုမှာကြာဒီ UK မှာဆိုတော့ဒီ main ကလေးတွေကဒီမွတ်စလင် main ကလေးတွေအိမ်မှာပဲသူတို့ကလေးမွေးပြီးမှအေးဆေးနေပြင်အစိုးရရဲ့ထောက်ပံ့ကြေးတွေကကလေးမွေးတဲ့ဒီမွတ်စလင်တွေကပဲခံစားအဲ့လိုမျိုးပုံစံနဲ့တော့သူတို့ line ပေါ်မှာတင်လာကြတာကျွန်တော်တို့တွေ့ကြတယ်ဆိုတော့တကယ်ဘာကာရဲ့အကျိုးကတော့တော်တော်လေးဒီကျွန်တော်တို့တကယ်လေ့လာကွာသူတို့ဘာသာအရာသူတို့ကကိုင်းဆိုင်ပြီးမှဝတ်ဆင်ပေးမဲ့ဒီဟာကိုအသုံးချပြီးမှမကောင်းမှုလုပ်ဖို့လဲတော်တော်လေးပို့ပြီးမှများတယ်ပြီးရင်သူတို့ဒီမွတ်စလင်တွေပဲတော်တော်များများဒီကဘာမှာဒီအကြမ်းဖက်မှုတွေတော်တော်များများကသူတို့စီရပဲလာတာလဲကျွန်တော်တို့အားလုံးအတိပဲဆိုတော့တော်တော်လေးဒီဟာကြတော့တော်တော်လေးအန္တရာယ်ရှိရယ်ဆိုတော့ဒီ main ကလေးရဲ့ပြောပြချက်လဲကျွန်တော်လည်းထောက်ခံတယ်ဆိုတော့မကြဘူးကျွန်တော်တို့မြန်မာပြည်မှာလည်းအခုဟိုမွတ်စလင်တွေကတကယ်လူနဲ့အုပ်စုဖြစ်သေးတော့ဘာမှမပြောကြသေးတာသူတို့မှအတိုင်းအတာရောက်လာရင်ပဲရမလဲနော်သူတို့လည်းအနောက်နိုင်ငံတွေလို့လှုပ်ရင်လှုပ်လာမှာအခုအင်ဒိုနီးရှားတို့ဒီမလေးရှားတို့ဆိုတာလည်းအရင်တုန်းကမွတ်စလင်နိုင်ငံမှမဟုတ်တာနောက်ပိုင်းမှာသူတို့လူဦးရေနဲ့များလာတယ်ပြီးရင်သူတို့ကအဲ့နဲ့ force ပုံစံနေနဲ့သူတို့လှုပ်ပြီးမှအခုသူတို့ကမွတ်စလင်နိုင်ငံဖြစ်တော့ကုန်ကြတယ်လေဂျော်ဒန်တို့အခုလေဘနွန်တို့အီဂျစ်တို့လည်းအဲ့ဒီပုံစံသေးပဲဆိုတော့ဒီရောင်တွေကိုကျွန်တော်တို့ပြန်ပြီးမှတုံ့ပြန်ဒီကောင်တွေကဟိုတနည်းလာနဲ့ပြန်လုံးမှာအဲ့လိုမျိုးပုံစံဆိုတော့တော်တော်လေးကိုအန်တယ်များတယ်ကျွန်တော်တို့တတိထားဖို့တော့လိုတယ်ကဲဗီဒီယိုကတော့ဒီလောက်ပါပဲဆိုတော့ကျွန်တော်ရဲ့ YouTube ကိုလည်းကဲအားပေးကြဖို့ကျွန်တော်ကို subscribe လုပ်ပေးကြဖို့အားလုံးကိုမြတ်တာရက်ခံချင်တယ် bye see you in the next video